1368ခုနှစ်တရင်ကျိုလဆန်း12ရက်2006ခုနှစ်အောက်တိုဘာလ3ရက်နေ့ညတွင်ဂုံမြို့ဓမ္မတုဒ္ဒတော်ရသာသနာ့ရိပ်သာ၌ကျင်းပအပ်သော8ကြိမ်မြောက်ဓမ္မနုပဿနာတတိပဋ္ဌာန်9ရက်တရားစက္ကန့်ကျင့်သုံးပွဲ၌ဟောကြားအပ်သောခန္ဓာကိုယ်ရဲ့ကပွေဆိုး၄ခေါင်လုတ်ပေးတရားတော်ဒုတိယပိုင်းဘုန်းကြီးတို့ဒီကနေ့အာတိဝိသောပမသုတ်တံလုတ်ပေးတရားတော်ကိုဆက်ပြီးတော့ဟောကြားနာကြမယ်ရှေးဥစွာတရားမဟောမီတရားမနာမီမှာတရားတော်ကိုဟောကြားတော်မူခဲ့တဲ့စိဏ္ဏရာသုံးလောကထွဋ္ဌသဗ္ဗညုမြတ်စွာဘုရားကိုနမောတတ္တဘုရားရှိခိုးနဲ့ရှိခိုးပူဇော်ကြောကြရအောင်နမောတတ္တအရဟတောလူမင်းနတ်မင်းဓမ္မမင်းတို့ဤဝဆင်းကိုယောပူဇော်ထူးကိုခံတော်မူတိုက်ပါပေထသောအရဟတော1500ကိလေသာမဝေကွာတော်မူတတ်ပါပေထသောအရဟတောစိတ်ွယ်ရာ၌ပင်မကောင်းမှုကိုပြုတော်မမူပြောတော်မမူကြံစည်တော်မမူတတ်ပါပေထသောအရဟတောကိလေသာမံသဘုံယံကိုအောင်တော်မူနိုင်တော်မူတတ်ပါပေထသောအရဟတောတန္တရာစေကံကွက်တို့ကိုပယ်ဖြတ်ခုတ်ထွင်သုတ်သင်တော်မူတတ်ပါပေထသောသမ္မာသမ္ဗုဒ္ဓတ္တမဖောက်မပြန်တရားမှန်ကိုဆရာမကူတရားဘုဉာဏ်ဖြင့်ထိုတွင်၍သိမြင်တော်မူတတ်ပါပေထသောတတ္တဗကဝတောဣတရိယဓမ္မယတ္တတိရိကာမပယတ္တမိဘုံ၆လီနှင့်ပြည့်စုံတော်မူသောထိုမြတ်စွာဘုရားအားနမောနမမိရှိခိုးပါ၏အရှင်ဘုရားနမောနမမိကိုယ်နှုတ်နှလုံးသုံးပါးပြောင်းပြော့မန်ကိုလျော့၍ကရော့ယူကျိုးလက်စုံမိုးကရှိခိုးပါ၏အရှင်ဘုရားအလုံးဘုရားရှင်ကိုရှိခိုးပူဇော်ပါအတိဝိသောပမသုတ်တံခန္ဓာကိုယ်ရဲ့ကမွေဆူလီကောင်းဆိုတဲ့ဒီတရားတော်မှာဒီသုတ်တံတစ်ခုလုံးနဲ့ခြုံငုံပြီးတော့ဘုန်းကြီးတို့ကောက်ချက်ချရရင်ရှေးဥစွာမြတ်စွာဘုရားရှင်ကိုရောမြတ်က
လူသားများကိုမိမိတို့ရဲ့ဘဝခြေနေလက်ရှိရတဲ့အနေအထားကိုပေါ့သိမြင်အောင်အကျဉ်းတောင်ထဲမှာရောက်နေတဲ့လူတစ်ယောက်နေနဲ့မြတ်စွာဘုရားကဥပမာပေးပါတယ်လူဝါဆိုတာဒီဘာနဲ့တူတော့ဆိုလို့ရှိရင်ထောင်ကျနေတဲ့သူနဲ့တူတယ်ကျင်းအောင်နဲ့ရောက်နေတဲ့သူမှာလွတ်လပ်ခွင့်မရလွတ်မြောက်ခွင့်မရှိဘဲနဲ့ကြက်ကြက်တဲတဲကျင်းချင်းမြောင်းမြောင်းဆင်းရဲဒုက္ခတွေနဲ့နေရသလိုပဲတဲ့ခုရထားတဲ့လူဘဝကလည်းပဲဘုန်းကြီးတို့ပြိဿဘလောက်ပဲပစ္စည်းဥစ္စာတွေပြည့်စုံဘလို့ကုန်နေပဲရှိနေဒီခန္ဓာကြီးရထားတဲ့အတွက်ကြောင့်မို့လို့ကြက်တဲကျင်းမြောင်းနေဆင်းရဲဒုက္ခတွေရှိတယ်ဆိုတာကိုနားလည်စေခြင်းတဲ့သဘောပေါ့ဒါကြောင့်ကျင်းတော်ထဲမှာနေရတဲ့သူမသက်တာမချမ်းသာသလိုလူဘဝရရှိပိုင်ဆိုင်ထားတဲ့သူတွေမှာလည်းပဲသိသိချာချာဘုန်းကြီးတို့ကြည့်မယ်ဆိုလို့ရှိရင်ဒီဘဝသည်သက်တာချမ်းသာတဲ့ဘဝမျိုးမဟုတ်ဘူးလို့သိစေခြင်းလေလို့နားလည်ရမယ်ပေါ့အဲဒီတော့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရဲ့ဆိုလိုချက်ဒီလိုဆင်းရဲဒုက္ခတွေရောက်နေတဲ့ချိန်ခါမှာဒီဒုက္ခတွေရဲ့လွတ်မြောက်ရာလွတ်မြောက်ကြောင်းကိုလေအတိပေးခြင်းနဲ့သိစေခြင်းနဲ့ခဏထောင်ကျနေတဲ့အကျဉ်းသားကိုကလျာဏမိတ်တမိတ်ဆွေကောင်းကတကယ်ကြီးမိဒီထဲမှာပဲပျော်ရွှင်စွာမနေနဲ့မိဒီနေရာမှာနေရတာကိုပျော်စရာလို့မထင်နဲ့မင်းနေစဉ်နေတိုင်းပြုစုလုပ်ကျွေးနေရတဲ့မွေစိုးကြီးလေးကောင်ကလည်းပဲအမတန်မှကြောက်စရာကောင်းတယ်ဘယ်ချိန်ဘယ်ခါမှစိတ်ပေါက်ပြန်မယ်ဆိုတာမသိနိုင်ဘူးစိတ်ပေါက်ပြန်တာနဲ့တပြိုင်နက်အလိုမကျသဘောမကျတာနဲ့တပြိုင်နက်မင်းအတွက်အသက်အန္တရာယ်ရှိတယ်အဲ့တော့တကယ်ချင်းသက်ဘေးကလွတ်မြောက်ခြင်းရင်အမြန်ပြေးပါလို့တတိပေးတယ်ပေါ့မိတ်ဆွေကောင်းကတတိပေးတာသူကတတိပေးမိတ်ဆွေကောင်းကတတိပေးအဲ့တော့မိတ်ကောင်းဆွေကောင်းဆိုတာကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးကဘယ်သူလို့ပြောလေမြတ်စွာဘုရားကလျာဏမိတ်တာမိတ်ကောင်းဆွေကောင်းဆိုတာဒီဘုရားရှင်ကိုယ်တော်မြတ်ကြီးဖြစ်တယ်တန်တရားထဲမှာကျင်လည်နေကြတဲ့သူသူငါငါအလုံးသောသူတို့ရဲ့အာကိုစရာအာထာစရာမိတ်ကောင်းဆွေကောင်းသည်မြတ်စွာဘုရားအဲ့ဒီမိတ်ဆွေကောင်းနဲ့ပတ်သက်ပြီးတော့အရှင်အနန္ဒကိုရောမြတ်ကတခါစဉ်းစားဖို့ပါတယ်ဒီလောကမှာမိတ်ဆွေကောင်းဆိုတာသိရေးကြီးတယ်သိလိုအပ်တယ်လောကီရေးရလောကုတ္တရာရေးရဘယ်နေရာဘယ်ဌာနမှာမဆိုမိတ်ကောင်းဆွေကောင်းမရှိလို့မဖြစ်ဘူးမိတ်ကောင်းဆွေကောင်းရဲ့အကူအညီကိုသာရရင်ပြုလုပ်ဆောင်ရွက်ခြင်းတဲ့ကိစ္စရပ်တွေ50ရာခိုင်နှုန်းပြီးတယ်လို့ရှင်အနန္ဒာကစဉ်းစားပြီးတော့ဘုရားရှင်ကိုလျှောက်ထားတော့မြတ်စွာဘုရားကအဲ့ဒီစကားလက်မခံအနန္ဒာတဲ့တင့်တွေးကြံမဟုတ်သေးဘူးလောကီရေးရလောကုတ္တရာရေးရနှစ်ဖြာသောကိစ္စတွေမှာမိတ်ကောင်းဆွေကောင်းရဲ့အကူအညီကိုရရင်ရာနှုံးပြည့်ပြီးစီးတယ်လို့မြတ်စွာဘုရားကအမိန့်ရှိဆိုလိုတာမိတ်ကောင်းဆွေကောင်းလုံးဝကိုလိုအပ်တယ်လို့ပြောတာပဲသူတစ်ပြည့်ဒုက္ခလွတ်ရလွတ်ကြောင်းတရားဓမ္မရှာတဲ့နေရာတရားလမ်းကြောင်းတွေတဲမအောင်အားထုတ်တဲ့နေရာမှာနီးပေးလမ်းပြပြုတဲ့မိတ်ကောင်းဆွေကောင်းမလိုလားလူတွေအဲ့ဒီမိတ်ကောင်းဆွေကောင်းတွေဘယ်သူလဲမြတ်စွာဘုရားကလျာဏမိတ်တာမိတ်ကောင်းမှ၍ဘဝဝနှောင်းမွေလေးကောင်းကလွတ်အောင်ယုံထွက်ပြေးပါလေလေမိတ်ကောင်းဆွေကောင်းကနေတဖွားဖွားတတိပေးတဲ့တကယ်ချင်းမင်းဒီတိုင်းမနေနဲ့ဒီပုံစံဒီလိုချုံနဲ့မနေနဲ့မကြခင်မှာဒီမွေလေးကောင်းသည်
အကြောင်းတစုံတရာဖောက်ပြန်လာတဲ့တပြိုင်နက်စိတ်တိုင်းမကြတာနဲ့တပြိုင်နက်သင်အတွက်အသက်အန္တရာယ်ရှိတဲ့သေဘေးနီးတယ်ငွေကြီးလေးကောင်းနဲ့နေရတာဘုန်းကြီးတို့ပြိဿသေဘေးမနီးဘူးလားဘယ်ချင်းသေးရမဆိုတာမသိဘူးအနိကဒီကောင်လေးနဲ့နေရတော့တကောင်ကောင်ကမကြင်မနှံ့ဖြစ်ပြီဆိုရင်အလုံးမကြဖြစ်ပြီဆိုရင်လည်းချိန်မရွေးသေဆုံးနိုင်တယ်နှစ်ပိုင်းလေးပဲသိနိုင်တာပဲနေ့လေးပိုင်းလေးပဲသိနိုင်တာပဲခန်းလေးကျင်းချင်းနဲ့ဒီမွေလေးကောင်းနဲ့လုံထွေရစ်ပတ်တို့လိုလိုက်တကောင်ကအစာစားခြင်းနဲ့စာကျွေးနေတော့တကောင်ကရေချိုးခြင်းနဲ့ပြေးပြီးတော့ရေချိုးပေးရတကောင်ရေချိုးလို့မှမပြီးသေးဘူးတကောင်ကနေပြီးတော့ညောင်းနေကြိုက်တယ်နားတယ်ပုတ်သက်ဆုံးနေနှိမ့်နေပေးရတစ်ချိန်ချိန်တစ်ချက်ချက်မှတော့ဖြစ်တကောင်ကောင်းသောမွေစိုးတို့စိတ်ဆိုးပြီးဒေါသဖြစ်ပြီးဆိုရင်အသက်အန္တရာယ်တွေးကိုတွေးမှာပဲကြုံကိုကြုံမှာပဲငယ်ချင်းတဲ့မင်းပေါ့တန်တန်မနေနဲ့မွေစိုးလေးကောင်လက်ကနေလွတ်အောင်ပြေးပါမွေစိုးလေးကောင်လက်ကနေလွတ်အောင်မလုပ်ရပြေးရမယ်ကိုဒီတိုင်းပဲပေါ့ဘုန်းကြီးတို့အခုရထားတဲ့ဓာတ်ကြီး၄ပါးသည်အမြဲတမ်းကိုဖောက်ပြန်နေတဲ့ဓာတ်တဘာဝတော့မှကောင်းနေတယ်လို့မတွက်နဲ့ဒီတိုင်းနေမယ်လို့မထင်နဲ့ပထဝီဓာတ်တေဇောဓာတ်အာဘောဓာတ်ဝါယောဓာတ်ဓာတ်ကြီး၄ပါးသည်အချိန်မရွေးကိုဖောက်ပြန်ပျက်စီးနိုင်တယ်ပထဝီဓာတ်လွန်ကင်းရင်လည်းပဲဘုန်းကြီးတို့သိကြပျက်စီးနိုင်တာပဲတေဇောဓာတ်လွန်မြန်ရင်လည်းပဲမဖြစ်ဘူးအာဘောဓဝါယောဓာတ်တွေညတနေမှသာလျှင်အသက်ရှင်လိမ့်မယ်တခုခုကလွန်ကဲပြီးပျက်စီးပြီးပြန်လဲပြုပြင်းလို့မရဘူးဆိုရင်လည်းအချိန်မရွေးကိုသေနိုင်တဲ့သဘောရှိတဲ့သေဘေးနီးတယ်သေဘေးနီးလားဝေးလားနီးတယ်အဲ့ဒီအန္တရာယ်ကိုမြင်သာထင်သာရှိစေခြင်းလို့ဓာတ်ကြီး၄ပါးကိုမွေစိုးလေးကောင်လို့ပြောလိုက်တာပေါ့ဓာတ်ကြီး၄ပါးဒီဘာနဲ့တူလဲမွေစိုးလေးကောင်နဲ့တူတယ်ကိုဘုန်းကြီးတို့မြတ်တအောင်တတ်နိုင်သမျှစောက်ရှောက်ပေးနေလို့ပြုစုလို့ကြွေးပေးနေလို့တတ်နိုင်သမျှမဖောက်ပြန်အောင်ထိမ့်သိမ့်ပေးနိုင်လို့သာတဲ့တီသက်ရွယ်ထိဒီခန္ဓာတည်နိုင်တာပေါ့တခုမဟုတ်တခုကြောင်းတရားတခုခုကြောင့်ဓာတမဘာဖောက်ပြန်တာနဲ့တပြိုင်နက်အသက်အန္တရာယ်ဆိုတာတွေးကိုတွေးမှာပဲကြုံကိုကြုံမှာပဲအဲ့တော့မွေလေးကောင်လက်ကနေအလွတ်ပြေးပါလို့ကလျာဏမိတ်တာကသတိပေးတယ်မြတ်စွာဘုရားကလည်းတဖွာဖွာသတိပေးတာပဲကိုပြုစရာရှိတဲ့ကိစ္စတွေကိုအမြန်ပြုလုပ်စရာရှိတဲ့အလုပ်တွေကိုအမြန်လုပ်တရားလုပ်အားထုတ်တဲ့နေရာမှာနောက်မကျစေနဲ့အသေးကဥမသွားစေနဲ့တေခြင်းတရားရောက်မလာခင်ဝင်မလာတော့ဒီထုံပြန်အောင်ဘွားဒီတဲ့အတွက်ကြောင့်မလို့အခုတရားအထုတ်နေတယ်ဆိုတာဘုန်းကြီးတို့ပြိဿလွတ်အောင်ပြေးနေတာနဲ့တူတယ်လွတ်အောင်မလုပ်နေတာနော်ကွာပြေးနိုင်မှလွတ်မှာမပြေးဘဲနဲ့ဒီတိုင်းနေမယ်ဆိုလို့ရှိရင်ဒီတကြီးလေးမှာဖောက်ပြန်ပျက်စီးတဲ့ချိန်ကမှတဲ့အသက်ပေးတဲ့အယံအန္တရာယ်သည်အချိန်မြေကိုရှိနိုင်တယ်အချိန်မြေကိုကြားရောက်နိုင်တယ်ကွာဥထားမှာကွာစောထားမှာတဲ့တရားလုံးမှာနောက်ကျနေလို့မဖြစ်ဘူးဆိုတာကိုသိစေခြင်းနဲ့ပေါ့အဲ့တော့အလွတ်ပြေးမယ်ဆိုပြီးတော့ကြိုးစားအားထုတ်ပြေးတဲ့အကျဉ်းသားလေးမွေကြီးလေးကောင်းကလည်းနောက်ကနေပပြင်းတစ်ထောင်ထောင်နဲ့လိုက်လာတယ်ကိုကရှေ့ကပြေးတဲ့နောက်ကမွေစိုးလေးကောင်ပါမလာဘူးလားပါလာတယ်ခုဘုန်းကြီးတို့တရားထုတ်တဲ့ချိန်ကမှလည်းပဲဒီတကြီးလေးပါနှိမ့်ဆက်နေတာပဲပါလာတာပဲပေါ့တောင်းနေကြရင်ပူပြန်ပြီအေးပြန်ပြီညောင်းပြန်ပြီကြိုက်ပြန်ပြီတင်းပြန်ပြီနာပြန်ပြီမဖြစ်ဘူးလားမွေစိုးတွေကိုနောက်ကိုလိုက်နေတာအဲ့ဒီမွေစိုးတွေရဲ့အန္တရာယ်ကလွတ်အောင်ပြေးတဲ့ချိန်ကမှနောက်ကနေပြီးတော့ရန်သူတစ်မျိုးထပ်ပြီးတော့လိုက်လာတဲ့လူသတ္တမ9 ယောက်ပါလာတယ်လူသတ္တမဘယ်နှယောက်
ကဲပြန်ဆိုကြည့်မယ်ကံမင်းတရားလူခိုးသားကိုသုံးပါးဝတ်နှောင်ဘဝထောင်၌လေးကောင်တတ်မွေနှင်းအပ်ပေ၏ပရမေဗုဒ္ဓမိတ်ကောင်းမှ၍ဘဝဝတ်နှောင်မွေလေးကောင်ကလွတ်အောင်ယုံထွက်ပြေးပါလျက်လေပရမေဗုဒ္ဓမိတ်ကောင်းမှ၍ဘဝဝတ်နှောင်မွေလေးကောင်ကလွတ်အောင်ယုံထွက်ပြေးပါလျက်လေလောကီခန္ဓာငါးပြားဟုသာလူတတ်များနှင့်လောကီခန္ဓာငါးပြားဟုသာလူတတ်များနှင့်ထံပါကခာသက္ခွင့်ရှာသည်တဏှာခေါ်မှတွင်လူသတ်တို့ထကြမကွာလိုက်လျက်ပါ၏ထံပါကခာသက္ခွင့်ရှာသည်တဏှာခေါ်မှတွင်လူသတ်တို့ထကြမကွာလိုက်လျက်ပါ၏ကျင်သာလေးသည်တဲ့မွေစိုးလေးကောင်လက်ကနေလွတ်အောင်အသုံးခွန်ဆိုင်ပြေးတယ်ကိလေသာမိတ္တကလည်းပဲတဖွာဖွာနဲ့သတိပေးတယ်တငယ်ချင်းနားမနေနဲ့အပန်းဖြေမနေနဲ့တင်းမှာဘေးရန်အန္တရာယ်တွေလုကင်ပြီလို့စိတ်ချလက်ကြမနေနဲ့နောက်မှမွေစိုးလေးကောင်သည်ကလျက်ပါလာတဲ့ချင်းမြေသင်ကိုမိနိုင်တယ်မိနိုင်တယ်တော့ပြေးတယ်ဆိုတော့ဘုန်းကြီးတို့ပြိဿကြိုးစားအားထုတ်တယ်ပေါ့ဒီတကြီးလေးပါမဖောက်ပြန်ခင်ငါကျမ်းမရေးမချွေရွေးခင်ငါကျမ်းမတော့အချိန်ခါသွားနိုင်လာနိုင်လှုပ်ရှားနိုင်တဲ့အချိန်ခါမှာဒီတရားဓမ္မရှာမယ်လို့အားထုတ်ကြတာသည်ပြေးတာနဲ့တူတယ်အားထုတ်နေတာသည်ဘာလို့နေတာကဲပြေးပြီမဲ့တော့ဘုန်းကြီးတို့ပြိဿဒီမွေကြီးလေးကောင်လက်ကလွတ်သေးဘူးနော်ပါလာတာပဲနောက်ပြန်လှည့်ကြည့်လိုက်လို့ရှိရင်မွေစိုးလေးကောင်းနဲ့ပါလာတယ်အဲဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကတရားအလုပ်အားထုတ်တဲ့နေရာမှာဝိရိယစိုက်ဖို့ဝိရိယနဲ့အားထုတ်ဖို့မပြင်းမကြီးလုံးလရှိရှိနဲ့ကြိုးစားဖို့ကိုတဖွာဖွာသတိမပေးဘူးလားသတိပေးတယ်ပြင်းမနေနဲ့နားမနေနဲ့တော့အချိန်ဖြုံးမနေနဲ့ပေါ့နောက်ကနေမွေစိုးလေးကောင်ပါလာတဲ့ဒီပေဒီယံဒီအန္တရာယ်တန်လန်းရှိနေတယ်အားထုတ်နေတယ်ဆိုပေမဲ့လို့ဘုန်းကြီးတို့ပြိဿမလွတ်သေးဘူးနှိမ့်ဆက်ခံရတာပဲညှင်းဆဲခံရတာပဲအဲ့ဒီကမှကိုကပေါ့ပေါ့တန်တန်လေးပဲနှလုံးသွင်းပြီးတော့သဘောထားပြီးတော့အာပေါ်တော်သလိုလေးအားထုတ်မယ်ဖြစ်သလိုလေးရှုမှတ်မယ်အတ္တခုံမယ်ရေသာခုံမယ်ကြောင်းကြမဆိုင်ဘူးလုံလားမဆိုင်ဘူးဆိုရင်လည်းတရားမရခင်သေဆုံးကွယ်လွန်သွားနိုင်နေတရားမရခင်ဓာတ်လေးပါဖောက်ပြန်ပြီးတော့မသေးနိုင်ဘူးလားသေနိုင်တယ်ဆိုတော့ဘုန်းကြီးတို့ပြိဿတရားမရဘဲနဲ့ဓာတ်လေးပါဖောက်ပြန်သေရတဲ့ဖြစ်မျိုးသည်မွေလေးကောင်ရဲ့လက်တွင်ကိုကြာရောက်တာနဲ့တူပါတယ်နော်ပြေးလို့မလွတ်တဲ့သူပေါ့အဲ့တော့ဘုန်းကြီးတို့ပြိဿကအခုကျမ်းကျမ်းမာအားထုတ်နိုင်တယ်ဆိုတာဒီမွေလေးကောင်လက်ကနေလွတ်နေသေးတာမလွတ်ဘူးလားလွတ်နေသေးတယ်မြတ်တအောင်နေနိုင်သေးတယ်ပေါ့အစားတော့နေထိုင်သွားလာအကုန်လုံးချင်းငြိမ်ပြီးတော့နေတဲ့ချိန်ခါမှာမွေလေးကောင်ရဲ့ပေးရအန္တရာယ်တွေလွန်မြောက်နေတော့သက်သာပြီးအေးချမ်းပြီးလို့တွတ်မနေနဲ့အနာမယူနဲ့ပန်းမပြေနဲ့ကြိုးစားကအာထုတ်ပါ
ကြိုးစားအားထုတ်တယ်ဆိုတာဒီကြိုးစားပြေးတာနဲ့တူပါတယ်ကြိုးစားပြီးတော့ပြေးမှတကယ်ဘုန်းကြီးတို့ပြိဿအသက်ဘေးအသက်ရန်အန္တရာယ်နဲ့ကြုံလာပြီဆိုရင်လည်းဘယ်သူမစိုးကဲအသက်လွတ်အောင်လို့အသွန်ခွန်ဆိုင်ကြိုးစားမှာပဲလွတ်မြောက်အောင်ယုံကံမှာပဲဒီတော့စဉ်းစားကြည့်လိုက်လို့ကိုယ်ခန္ဓာထဲမှာရှိနေတဲ့ဓာတ်ကြီး၄ပါးချိန်မွေးဖောက်ပြန်နိုင်ပါလားချိန်မွေးမှာငါသည်သေဆုံးကွယ်လွန်သွားနိုင်တယ်အချိန်မရွေးဘယ်ချိန်ဘယ်ခါမဆုံးငါသည်တဲ့ဒီခန္ဓာကိုယ်ကြီးပြိုကွဲပျက်စီးသွားနိုင်တယ်အဲ့လိုနားလေသဘောပေါက်ပြီးတော့တည်တည်ချာချာသိမြင်နေတဲ့သူကပေါ့ပေါ့တန်တန်မနေပါဘူးတဲ့ကြိုးစားပြီးတော့အာထုတ်မယ်ဘလို့အာထုတ်မှာလဲကြိုးစားပြီးတော့အာထုတ်မယ်ပေါ့အဲ့လိုကြိုးစားအာထုတ်ရဲ့ကြိုးစားအာထုတ်နေတဲ့ယောဂီပုဂ္ဂိုလ်မွေလေးကောင်းလက်ကနေလွန်မြောက်နေတဲ့အချိန်ခါမှာကံမင်းတရားကမကျင့်နိုင်ဘူးအကျဉ်းအောင်တွေကနေအကျဉ်းသားလေးပြေးသွားတယ်ဟာထောင်ဖောက်ပြီးတော့ပြေးသွားတာစိတ်ဆိုးမှန်ဆိုးနဲ့မွေတွေလိုက်လို့လည်းမမိသေးဘူးမွေလေးကောင်လက်ကနေပြီးတော့လွတ်နေတုံးပဲလို့သိတော့လက်နဲ့ကိုစီပါတဲ့လက်နဲ့မျိုးစုံပါတဲ့လူသတ္တမ9ယောက်လွတ်ပေးလိုက်တယ်လူသတ္တမဘယ်နှယောက်အဲ့ဒီလူသတ္တမ9ယောက်ဆိုတာဒီခန္ဓာ5ပါးခန္ဓာဘယ်နှပါးလောကီခန္ဓာ5ပြားဟုသာလူသများနှင့်ထာမကကသတ်ခွင့်ရှာသည်တဏခေါ်မှတွင်လူသတ်တို့ထကြမကွာလိုက်လျက်ပါ၏ဒါကိုမှဘုန်းကြီးတို့ပြိဿဘေးရန်အန္တရာယ်တွေဘလောက်ရှိနေတယ်ဆိုတာကိုသိဖို့ပေါ့ငါတို့ဒီချိန်ဒီကဒီဘလို့ရေးကြည့်နေတဲ့ချိန်ကရန်သူတွေဝိုင်းနေပါလားရန်သူတွေငါတို့နောက်မှာထကြမကွာလိုက်ပါနေပါလားအလိုယုံနိုင်မှဖြစ်မယ်အလိုယုံပြေးမှဖြစ်မယ်ဒါကိုသဘောပေါက်စေခြင်းလို့ကလျာဏမိတ်တာခေါ်တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတတိပေးနေတာတဲ့လူသတ္တမ9ယောက်ဆိုတာဒီခန္ဓာ5ပါးခန္ဓာ5ပါးဒီလူသတ္တမ9ယောက်နော်အဲ့လူသတ္တမ9ယောက်ကဟောမှမြင်လားအကျဉ်းသားလေးရှိကပြေးနေတယ်လွန်မြောက်မှုကိုရကျင်လို့ပြေးနေတဲ့အကျဉ်းသားလေးကိုမင်းတို့နောက်ကနေပြီးတော့အမိလိုက်ပါတွေးလို့ရှိရင်မိလို့ရှိရင်တဲ့တွေးရသင်ញိုင်းဓမ္မဆိုင်ပဲနဲ့သုတ်သင်လိုက်ပါတပ်ပြနိုင်တဲ့သူသုတ်သင်နိုင်တဲ့သူကိုစုချမယ်စုပေးမယ်အတပြားတွေနဲ့စုချီးမြင့်မယ်လို့မင်းတရားကြီးကအမိတ်ထုတ်ပြန်နေမင်းကြီးကတေးချာချာဆေလွတ်လိုက်တာသွားဟိုမှာမြင်တယ်မဟုတ်လားကျင်းသားလေးပြေးနေတယ်မွေလေးကောင်းနဲ့နောက်ကနေလိုက်နေတဲ့မင်းတို့အမိလိုက်ကြစမ်းတွေ့တဲ့နေရာမှာသေအောင်တတ်လိုက်ပါလို့စီရင်ချက်ချမှတ်တယ်အဲ့တော့ဘုန်းကြီးတို့ပြိဿမှာလူသတ္တမ9ယောက်အနိကမရှိဘူးလားလူသတ္တမ9ယောက်ဆိုတာအဝေးကြီးမှာသမရှာနေတဲ့ကိုယ့်ရဲ့ခန္ဓာ5ပါးဟုတ်ပြီလားမွေလေးကောင်းကလွတ်အောင်ယုံတွဲပြေးပါလျက်လေလောကီခန္ဓာ5ပြားဟူသာလူသများနှင့်လောကီခန္ဓာ5ပါးဆိုတာရူပခန္ဓာဝေဒနာခန္ဓာသင်ညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာခန္ဓာဘယ်နှပါးခန္ဓာ5ပါးသည်ဘာနဲ့တူလူသတ္တမနဲ့တူတယ်ဆိုလိုတာကဒီခန္ဓာ5ပါးကလည်းပဲဘုန်းကြီးတို့အသက်ဝိညာဉ်ပျက်စီးတဲ့အထိတည်ကြည်တဲ့အထိကိုပြုလုပ်နိုင်စွမ်းရှိတယ်လို့ပြောလိုက်တာပဲနော်ခန္ဓာ5ပါးကလည်းပဲသိအောင်သတ်နိုင်တယ်ပေါ့အဲ့တော့ကိုယ်ယံသူဖြစ်တဲ့လူသတ္တမ9ယောက်နဲ့တူတဲ့ခန္ဓာ5ပါးကိုဘုန်းကြီးတို့ပြိဿကသိထားရမယ်ဒါယံသူပဲဒါတတိထားမယ်သူပဲသူ့လက်ကနေပြီးတော့တို့အလို့ယုံပြရမှာသူကိုလည်းပဲတတိထားရမှာလို့နားလေသဘောပေါက်အောင်ခန္ဓာ5ပါးကိုလိုက်ဆိုကြည့်ဘုန်းကြီးလင်္ကာလေးမြမပြန်ပြီးတော့ပြေးမယ်ဆိုကြည့်ပါဖောက်ပြန်ခံစားမသာစီမံတိကြောင်းကြံခန္ဓာအကျဉ်းသာ
ဖောက်ပြန်ခံစားမတ္တစီမံတိကြောင်းကြံခန္ဓာအကျဉ်းသာဖောက်ပြန်ခံစားမတ္တစီမံတိကြောင်းကြံခန္ဓာအကျဉ်းသာအကျဉ်းအဖြစ်ခန္ဓာရဲ့သဘာဝခန္ဓာရဲ့သဘောကိုနားလည်အောင်ကြည့်မယ်ဆိုရင်လည်းပေါက်ပြန်တဲ့ခန္ဓာဖောက်ပြန်တဲ့ခန္ဓာဆိုတာသည်ယူပက်ခန္ဓာယူပက်ခန္ဓာရဲ့သဘောသည်ဘာသဘောရှိလဲဖောက်ပြန်တဲ့သဘောရှိတဲ့ဝေဒနာခန္ဓာသည်ခံစားတဲ့သဘောရှိတယ်ဝေဒနာခန္ဓာခံစားရပေါ့မှတ်သားတယ်ဆိုတာကပညာခန္ဓာပြုပြင်စီမံပေးနေတဲ့ဆိုတာကသင်္ခါရခန္ဓာသိတယ်ဆိုတာကဝိညာဉ်နဲ့ခန္ဓာခန္ဓာရဲ့သဘောတော့အကျဉ်းအဖြစ်မှတ်ထားဖောက်ပြန်ခံစားမှတ်သားစီမံသိကြောင်းကြံနေအဲ့တော့ဖောက်ပြန်နေဆိုတာဘာဖြစ်တာလဲပေါ့ဒီကိုမှာဘုန်းကြီးတို့နည်းနည်းဂယုစိုက်တတိထားကြည့်လိုက်ပြီဆိုရင်ဒီခန္ဓာကိုယ်ကြီးထဲမှာသဘောတရားတွေတဲ့တစ်မျိုးပြီးတစ်မျိုးပြောင်းငါဖြစ်နေတယ်ဒီသဘောကနေပြီးတော့နောက်တစ်မျိုးဒီတစ်ခုကနေပြီးတော့နောက်တစ်ခုတသမတ်တဲ့ဒီငြိမ်စွာမရှိဘဲနဲ့မျိုးမျိုးပုံပြောင်းလဲနေတာတွေ့လိမ့်မယ်တသမတ်တဲ့မနေဘူးတဲ့ပြောင်းလဲနေတာဒီဘာဖြစ်နေတာလဲဖောက်ပြန်နေတာပြောင်းလဲနေတာနဲ့ဖောက်ပြန်နေတာနဲ့တူတူပဲပေါ့အဲ့တော့ပူတယ်ဆိုလို့ရှိရင်လည်းပဲပူတဲ့သဘောကိုမိုးမရတဲ့ချိန်ကနေကြဲကြဲပူတဲ့ချိန်ကမှပူလောင်နေတာပဲအိုက်ဆက်နေတာပဲပေါ့ဒီသဘောတရားကဘုန်းကြီးတို့ပြိဿဒီတိုင်းနေသလားဆိုတော့မဟုတ်ဘူးအခုမိုးရွာချလိုက်ပြီးလေတိုက်လိုက်ပြီးဆိုလို့ရှိရင်ပူတာပျောက်ပြီးတော့အေးတာမရောက်ဘူးလားကဲပူတဲ့သဘောတရားသည်ဖောက်ပြန်သွားတယ်ပူတဲ့သဘောကနေပြီးတော့အေးတဲ့သဘောကိုပြောင်းသွားတယ်တဲ့နော်စောစောကစအာထုတ်ကစားထိုင်ကစားမှာမညောင်းသေးဘူးမကြိုက်သေးဘူးမနာသေးတတောက်တသာပဲအေးစီစီပဲနာမှုကျင်မှုထုံမှုတွေကင်းတယ်မခံကြီးမခံသာဝေဒနာတွေကင်းတယ်ပေါ့ဒါပေမဲ့လို့အာထုတ်လာတဲ့ချိန်ကမှလည်းညောင်းလာတယ်ကြိုက်လာတယ်ထုံလာတယ်ကျင်လာတယ်ထုံကျင်ကြိုက်ခဲမှုတွေဖြစ်လာတယ်မခံမရနိုင်အောင်ခံစားလာရတယ်ဆိုတာဒီဖောက်ပြန်တဲ့သဘောဘာသဘောလဲကဲဘုန်းကြီးတို့ရဲ့ကိုယ်ခန္ဓာမှာအဲ့ဒီသဘောမရှိဘူးလားဘာခန္ဓာလို့ပြောမယ်ယူပက်ခန္ဓာနော်ဒါကြောင့်ဘုန်းကြီးတို့သေသေးချာချာခန္ဓာကိုယ်ဂယုတစိုက်ကြည့်လိုက်လို့ရှိရင်ဘယ်ဟာမှတစ်မျိုးတည်းမရှိပါလားလို့နားလည်သွားတယ်ကိုထင်သားတာကဒီခန္ဓာဒီတိုင်းပဲမနက်ကလည်းပဲဒီတိုင်းပဲနေ့လယ်ပိုင်းလည်းဒီတိုင်းပဲညပိုင်းလည်းပဲဒီတိုင်းပဲမနေ့ကလည်းဒီလိုပဲဒီနေ့လည်းဒီလိုပဲပေါ့လွန်ခဲ့တဲ့5နှစ်ကလည်းပဲဒီပုံစံပဲအခုလည်းဒီပုံစံပဲလို့ထင်နေဒါပေမဲ့လို့ဒီတိုင်းမဟုတ်ဘူးတဲ့အမြဲတမ်းပြောင်းလဲနေတဲ့သဘောတရားမရှိဘူးလားအဲ့ပြောင်းလဲနေတာဒီဖောက်ပြန်နေပေါ့စာလို့ပြောလို့ရှိရင်ယူပဲခန္ဓာနော်ယူပဲခန္ဓာဖောက်ပြန်တဲ့သဘောတရားရှိနေတယ်ဝေဒနာခန္ဓာဆိုတာကခံစားတဲ့သဘောတရားပါဖောက်ပြန်မှုအပေါ်မှာကောင်းတယ်မကောင်းဘူးပေါ့သက်သာတယ်မသက်သာဘူးချမ်းသာတယ်မချမ်းသာဘူးနေသာထိုင်သာရှိတယ်နေသာထိုင်သာမရှိဘူးပင်ပန်းနေဆင်းရဲတယ်ပင်ပန်းမှုကင်းတယ်ဆင်းရဲမှုကင်းတယ်မျိုးမျိုးပုံဘုန်းကြီးတို့ပြိဿမခံစားနေဘူးလားခံစားနေရတယ်ဆိုတာဒီဘာခန္ဓာလဲဝေဒနာခန္ဓာအဲ့တော့သဘောပေါက်အောင်မှာကခံစားမှုသည်ကိုယ်လားစိတ်လားလို့ခွဲကြည့်လိုက်လို့ရှိရင်စိတ်ခံစားမှုဆိုတာမြင်ရမယ်နော်ဒီခန္ဓာကိုယ်ကြီးမှာဘုန်းကြီးတို့ပြိဿခံစားမှုရှိရဲ့လားခန္ဓာကိုယ်ကခံစားမှုမရှိဘူးခန္ဓာကိုယ်ကဖောက်ပြန်တဲ့သဘောပဲရှိတယ်သူကပြောင်းယုံနေပြောင်းတယ်တစ်မျိုးပြီးတစ်မျိုးတစ်မျိုးပြီးတစ်မျိုးပူလိုက်အေးလိုက်ထုံလိုက်ကျင်လိုက်ကောင်းလိုက်နေလိုက်ပေါ့မျိုးမျိုးဖြစ်နေတာပဲရှိ
သူမှအတိမရှိဘူးခံစားမှုမပေါင်းခံစားတယ်ဆိုတဲ့သဘောတရားသည်ဝေဒနာခန္ဓာခံစားတာဘာခန္ဓာလဲအဲ့တော့ဝေဒနာနဲ့ဒီခန္ဓာကိုယ်နဲ့ဘုန်းကြီးတို့ပြိဿတူတူလားတခြားစီလားတခြားစီပဲနော်ဒီကိုယ်မှနားတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်ဆိုတာကယူဘက်ခန္ဓာပြောရင်ရုပ်တရားပေါ့နာကျင်ကြိုက်ခဲနေတာဘာတရားအဲ့နာကျင်ကြိုက်ခဲမှုကိုခံစားရတာကဝေဒနာခံစားရတာဗာလေအဲ့တော့ခဏကယုံနဲ့ဝေဒနာနဲ့ဟာအတူတူလားတခြားစီလားအဲ့လိုမြင်ရမယ်တခြားစီလို့တွေ့ရခန္ဓာတွေကဘုန်းကြီးတို့ပြိဿဒီခန္ဓာ၅ပါးတွဲဆက်နေတယ်လို့သာပြောတယ်တီးတန့်သူ့သဘောနဲ့သူပဲနာရကျင်နာသည်ယုတ်လားဝေဒနာလားယုတ်တရားနာနေတာဘာတရားလဲနာတဲ့သဘောကိုခံစားတာကမှဝေဒနာနာလိုက်တာလို့ခံစားတာဝေဒနာကျင်လိုက်တာလို့ခံစားနေရတာသည်ဝေဒနာပင်ပန်းနဲ့ဆင်းရဲတယ်လို့ခံစားရတာသည်ဝေဒနာတတ်တာတယ်ချမ်းသာတယ်လို့ခံစားရတာသည်ဝေဒနာအဲ့တော့ဝေဒနာနဲ့ယုတ်နဲ့ကိုဘုန်းကြီးတို့ပြိဿကတတွဲတယ်လို့မမြင်နဲ့တခြားစီတစ်ခုစီလို့မြင်ရပေါက်ပြန်နေတာကယူဘက်ခန္ဓာယုတ်တရားခံစားတယ်ဆိုတဲ့ဝေဒနာကနံတရားဝေဒနာသည်ဘာတရားလဲနံတရားကိုယ်မှာဖြစ်နေတာကယုတ်စိတ်မှာဖြစ်တာကနာအဲ့တော့နာတာသည်ကိုယ်မှာဖြစ်တာလားစိတ်မှာဖြစ်တာလားကိုယ်မှာဖြစ်နေတာဒီခန္ဓာကိုယ်ကြီးမှာရုပ်ပေါက်ပြန်လို့နာနေတာအဲ့နာတဲ့သဘောတရားနာတဲ့အရသာလေးကိုခံစားနေတာကဝေဒနာနောက်တစ်ခုသွားပေါ့မှတ်သားတာကပညာခန္ဓာအရာရာကိုမှတ်သားနေတယ်အရာရာကိုသိရှိနေအောင်မှတ်မိနေအောင်နဲ့မှတ်သားတာကပညာခန္ဓာမှတ်ထားတယ်ပေါ့ဒါဒီလိုဖြစ်တယ်ဒီသဘောကတော့ဒီလိုရှိတယ်ဒီလိုနေရင်ဒီလိုဖြစ်မယ်ဒီလိုစားလို့ရှိရင်တော့ဒီလိုဖြစ်လိမ့်မယ်သူကတော့ဘယ်သူပဲဘယ်ဟာကဘယ်လိုပဲဘယ်သဘောတရားကဘယ်လိုဘယ်သဘောတရားကဘယ်လိုလို့စိတ်ထဲမှာမှတ်နေတာမှတ်သားနေတာသည်ပညာခန္ဓာဘုန်းကြီးတို့မှတ်တယ်ဆိုတာဘာနဲ့မှတ်လဲစိတ်နဲ့မှတ်တယ်ပေါ့ပညာခန္ဓာသည်နံတရားပညာခန္ဓာသည်ဘာတရားဘောက်ပြန်ခံစားမှတ်သားစီမံနေတာကသင်္ခါရသဘောတရားပါသင်္ခါရခန္ဓာသွားမယ်ရမယ်နေမယ်ထိုင်မယ်စားမယ်တောက်မယ်အိပ်မယ်သွားခြင်းနဲ့ထိုင်ခြင်းနဲ့ရခြင်းနဲ့စားခြင်းနဲ့တောက်ခြင်းနဲ့အဲ့ဒီပြုပြင်စီမံပေးနေတဲ့သဘောတရားသည်သင်္ခါရခန္ဓာကဲအခုထိုင်နေရကနေပြီးတော့ဘုန်းကြီးတို့ပြိဿတဏှာရာကိုသွားမယ်ဆိုရင်လည်းမတ္တရပ်ပါလိမ့်မယ်အဲ့ဒီမတ္တရပ်နိုင်အောင်ပထမဦးဆုံးဖြစ်လာတာကဘာဖြစ်မယ်မတ္တရပ်ခြင်းနဲ့စိတ်မပေါ်ဘူးလားအဲ့ဒီစိတ်ကဘာတရားလဲနံတရားဒီနံတရားရဲ့စိတ်စောတိုက်တွန်းမှုကြောင့်ဒီနံတရားရဲ့စိတ်စောတိုက်တွန်းမှုကြောင့်ခန္ဓာကိုယ်ထဲမှာဝါယောဓာတ်တွေပြန့်နှံ့လာတယ်ရပ်ခြင်းနဲ့စိတ်ကြောင့်ပေါ်လာတဲ့စိတ်တစဝါယောဓာတ်အဲ့ဒီဝါယောဓာတ်ကပင့်တင်ပေးလိုက်တော့မှထိုင်နေတဲ့ခန္ဓာကိုယ်ကြီးဒီအပေါ်ကိုကြွလာတယ်မတ်လာတယ်ခဏကခန္ဓာကိုယ်ကြီးကြွလာမတ်လာအောင်လို့စိစောတိုက်တွန်းပေးတဲ့သဘောသည်သင်္ခါရခန္ဓာဘာခန္ဓာလဲကဲမတ္တခြေစုံရနေရကနေပြီးတော့ခြေလန်းတလန်းလှမ်းမယ်စဉ္ညာသွားတဲ့အခါမှာပေါ့မတ္တရနေရကနေခြေလန်းလှမ်းတော့မယ်အဲ့တော့မမရနေတဲ့သဘောကနေငါရှေ့ကိုတလန်းလှမ်းမယ်လှမ်းကျင်တယ်လို့ဖြစ်လာတဲ့စိတ်လမ်းကျင်စိတ်သည်နတ်တရားပါတဲ့ဒီစိတ်ကြောင့်ဖြစ်လာတဲ့ခန္ဓာကိုယ်ထဲမှာပြန့်နှံ့လာတဲ့ဝါယောဓာတ်တဏှာကနေပြီးတော့တဏှာကိုရွေးရှားအောင်တွန်းကန်ပေးတွန်းဖို့ပေးတာသည်ဝါယောဓာတ်ပါကိုဘုန်းကြီးတို့လှုပ်ရှားနေတဲ့ဆိုတာပါတတ်လေဝါယောဓာတ်ပြန်ကနေပြီးတော့လေတိုက်တဲ့အခါမှာလေခန္ဓာကိုယ်ကိုလာတိုးတယ်
အဲ့တော့လေသည်တိုးတဲ့ဝိတဲ့သဘောရွေ့တဲ့သဘောမရှိဘူးလားပြင်ပကလေလိုပဲတဲ့ကိုတွင်းကလေကလည်းပဲဒီခန္ဓာကိုယ်စိတ်ပိုင်းတွေလှုပ်ရှားမှုဖြစ်အောင်ရွေ့ရှားအောင်လို့သူကစီစဉ်ပေးသွားခြင်းတဲ့စိတ်ဖြစ်တဲ့ချိန်ကမှဒီစိတ်ကိုခြေကံကဖြစ်ပေါ်လာတဲ့ဝါယောဓာတ်အဲ့ဒီဝါယောဓာတ်ကပင့်တင်ပေးလိုက်တော့ခြေတော့လှမ်းပြစ်တယ်လှမ်းတယ်ပေါ့လှမ်းရကနေပြီးတော့ဘုန်းကြီးတို့ပြိဿဒီခြေတော့ကိုရှေ့တိုးမယ်နော်ရှေ့တလန်းလမ်းမယ်ဆိုတဲ့အခါမှာတရွေ့ရွေ့နဲ့ခြေတော့ရွေ့သွားတယ်အဲ့ဒီရွေ့နေတဲ့သဘောတရားသည်ဝါယောဓာတ်ဆိုတော့ယုတ်တရားရွေ့နေတာဗာတရားလေတရွေ့ရွေ့နဲ့ဘုန်းကြီးတို့ပြိဿရွေ့မှန်းသိနေတယ်ဆိုတာကနန္တရားရွေ့ခြင်းတယ်ဆိုတာလည်းပဲနန္တရားကဲဒီတော့တလန်းစာသွားပြီးပြီပေါ့ခြေတော့ရွေ့ပြီးပြီဆိုလို့ရှိရင်ဒီခြေတော့ဒီတိုင်းတလန်းကြီးလေတဲ့မြောက်မထောင်ဒီခြေတော့ကိုပြန်ပြီးတော့နင်းလိုက်မယ်ချလိုက်မယ်နော်ကြွလာတဲ့ခြေတော့လှမ်းပြီးတဲ့ချိန်ကမှပြန်ချမယ်ချခြင်းတဲ့စိတ်သည်နန္တရားချလိုက်တော့ပေါ်ကနေပြီးတော့ဖိချလိုက်တယ်တွန်းချလိုက်တယ်ပေါ့ဖိချတွန်းချလိုက်တာကယုတ်တရားဖိလိုက်တွန်းလိုက်တော့ဒီခြေတော့ရွေ့သွားတယ်တပြည့်ရွေ့နဲ့ရွေ့နေတာလေးပဲယုတ်တရားရွေ့မှန်းသိတာကနန္တရားအဲ့တော့ရွေ့တဲ့ခြေတော့ဘုန်းကြီးတို့ပြိဿမြေကြီးနဲ့ထိမယ်ပေါ့ကျမ်းနဲ့ထိမယ်တမန်သလင်းနဲ့ထိမယ်ခင်းနဲ့ထိမယ်ထိလိုက်တော့ပူတယ်လို့သိတယ်အေးတယ်လို့သိတယ်ပူတယ်ဆိုတာကယုတ်တရားသိတာကနန္တရားအေးတယ်ဆိုရင်လေအေးတာကယုတ်တရားအေးမှန်သိတာနန္တရားခုနကမိုးရည်တဲ့နေရတယ်ဆိုလို့ရှိရင်ခြေတော့စိုးစွတ်သွားတယ်စိုးစိုးကြီးပါလားစိုးနေတာကယုတ်တရားစိုးမှန်သိတာကနန္တရားအဲ့လိုရှုမှတ်ပြီးတော့သွားတတ်ဖို့ဘုန်းကြီးတို့ပြိဿခန္ဓာ၅ပါးဆိုတာလည်းပဲသိထားရဒီခန္ဓာ၅ပါးသိတဲ့လူသားသမားနဲ့တူပါလေခန္ဓာ၅ပါးတစ်ပါးပါဖောက်ပြန်ပျက်စီးရင်လည်းပဲသေကြပျက်စီးရမယ်အသက်မရှင်နိုင်ဘူးကဲယူဘက်ခန္ဓာဖောက်ပြန်ရင်လည်းပဲသေမှာပဲပေါ့ဝေဒနာခန္ဓာမခံကြည့်မခံသာအောင်နှိမ့်ဆက်မယ်ဆိုရင်လည်းပဲသေရမှာပဲသိညာခန္ဓာသင်္ခါရခန္ဓာတို့လွန်လွန်ကဲကဲဖောက်ပြန်ပျက်စီးရင်လည်းသိရမှာပဲဝိညာဉ်နဲ့ခန္ဓာသိတဲ့အသိစိတ်နတ္တရားချိုယွင်းရင်လည်းပဲသေကြပျက်စီးနိုင်တယ်အဲ့တော့ဒီခန္ဓာ၅ပါးဒီဘုန်းကြီးတို့ပြိဿကိုတတ်ဖြတ်ဖို့ချောင်းနေတဲ့လူတသမားနဲ့မတူဘူးလားတူတယ်တဲ့အဲ့တော့ကိုယ်မှာလူတသမားဘယ်နှယောက်ရှိလဲ9ယောက်ရှိတယ်ကိုကိုတတ်မဲ့လူတသမား9ယောက်ဆိုတာကိုယ့်ရဲ့ခန္ဓာ5ပါးပါခန္ဓာ5ပါးသည်ဗာနဲ့တူလူတသမား9ယောက်နဲ့တူတယ်လောကီခန္ဓာ၅ပါးဟူသောလူသားများနှင့်ထာမကခသကွင်းရှာသည့်တဏခေါ်မှတွင်လူသားတို့ထကြမှာကွာလိုက်လျက်ပါ၏ကဲလူသားသမားတွေကလည်းပဲလိုက်လို့မမိပြန်ဘူးငွေကြီးလေးကောင်ကလည်းပဲဖမ်းမရဘူးငွေကြီးလေးကောင်ပြပြင်းတစ်ထောင်နဲ့လိုက်ပြမယ်လို့အကျဉ်းသားလေးလွတ်နေသေးတယ်လက်နဲ့ကိုယ်စီပါတဲ့လူသားသမား9ယောက်လွတ်ပြန်တော့လေမမိနိုင်ပြန်ဘူးဒီတော့မင်းတရားကြီးကစီရင်ချက်ချပြီတဲ့အကျဉ်းသားလေးရဲ့မိဟောင်းဆွေဟောင်းပေါင်းသင်ဟောင်းဖြစ်တဲ့ငယ်ပေါင်းတငယ်ချင်းအိန္ဒိနာချင်းမှာငယ်တဲ့ကဆော့ပဲ့ကစားပဲ့အမတမယင်းနေတဲ့ပေါင်းသင်ဟောင်းကိုတဲ့ကံဆိုတဲ့မင်းတရားကြီးကခေါ်လိုက်ပါတယ်ဟိုမှာမင်းကြည့်လိုက်စမ်းပါမင်းရဲ့တငယ်ချင်းအကျဉ်းတောင်တွေကနေပြီးတော့လွတ်မြောက်အောင်ထွက်ပြေးသွားတာမင်းရဲ့တငယ်ချင်းပဲအဲ့တော့မင်းတငယ်ချင်းကိုမင်းအချိုတတ်ပြီးတော့စီယုံွာတဲ့ဟောဒီမှာဓာတ်တစ်ချောင်းတစ်မြောင်တစ်ချောင်းယူသွားသူမမြင်အောင်မင်းကိုယ်ထဲမှာဖွက်ပြီးတော့ထားမင်းတငယ်ချင်းကိုမင်းအချိုတတ်ပြီးတော့ခေါ်တတ်မယ်ဖြတ်မယ်ဆိုတာမသိစေနဲ့မမြင်စေနဲ့ဒုက္ခပေးမယ်လို့နည်းနည်းလေးမှကိုမရိပ်မိစေပါနဲ့နော်မင်းအဲ့ဒီအနာကပ်လို့ရပြီဆိုရင်မင်းစကားကိုယုံကြည်ကအနာကပ်ကွင်းပေးပြီဆိုရင်ဒီမှာပါလာတဲ့ဓမြောင်အဲ့ဒါနဲ့တစ်ချက်တည်းအသေးသာထိုးတာတ
တတ်နိုင်လို့ရှိရင်မင်းကိုစုတော်ငွေတွေပေးမယ်လို့မင်းကြီးကတောင်းဝန်ပေးပြီးတော့ဆေလွတ်လိုက်တယ်မိဟောင်းဆွေဟောင်းထံပါကကသကွင့်ရှာသည်အဲ့တော့မိတ်ဆွေဟောင်းဖြစ်တဲ့သူကတငယ်ချင်းဟောင်းကနေပြီးတော့လှမ်းခေါ်တယ်တငယ်ချင်းမိတ်ပြေးမနေနဲ့တငယ်ချင်းမင်းအလွတ်ပြေးမနေနဲ့မေတ္တရားကြီးကသင်ကိုလွန်မြောက်ခွင့်ပေးတယ်လွန်ငြိမ်းချမ်းသာခွင့်ပေးတယ်အကြောက်လိုက်ပြီးတော့ပြေးနေရင်ပင်ပန်းတာပဲရှိမှပဲမောတာပဲရှိမှပဲဘာကျိုးမှမင်းမရှိဘူးတဲ့တငယ်ချင်းပြန်လာခဲ့နော်မင်းပြန်လာခဲ့မယ်ဆိုရင်လည်းမင်းမှာကောင်းကျိုးချမ်းသာတွေရပါလိမ့်မယ်ချမ်းသာဒုက္ခတွေနဲ့ခံစားရပါလိမ့်မယ်ပင်ပန်းဆင်းရဲမှုတွေကင်းပါလိမ့်မယ်တကယ်ချင်းမင်းအလကားအမောမခံနဲ့ကွာတဲ့ငါစီကိုသာလာငါတောင်းဝန်ယူတယ်မင်းရဲ့လွန်မြောက်မှုအတွက်ကိုငါတောင်းဝန်ယူတယ်ငါစီကိုသာလာခဲ့ဆိုပြီးတော့ခေါ်နေတဲ့ခဏကမိတ်ဆွေဟောင်းပေါင်းသင်ဟောင်းပေါ့အဲ့ဒီမိတ်ဆွေဟောင်းပေါင်းသင်ဟောင်းဆိုတာကိုဘယ်သူလို့ဘုရားရှင်ကညွှန်ပြတော့ဆိုရင်ဓမ္မကကသကွင့်ရှာသည်တဏံခေါ်မှတွင်လူတတ်တို့ထကြမကွာလိုက်လျက်ပါ၏မိတ်ဆွေဟောင်းဆိုတာသည်တဏှာမိတ်ဆွေဟောင်းဆိုတာဘယ်သူတဲ့ကဲဘုန်းကြီးတို့ပြိဿမှာမိတ်ဆွေဟောင်းမရှိဘူးလားတဏှာဒုတိယဘူရိသောဒီကမတ္တနာတတရံဒီတန်တရားသက်ခွင်ပြေးသွားကျင်လေတဲ့သူတွေမှာတန်တရားတွေပြေးသွားကျင်လေနေရတဲ့သူသူငန်းငန်းအလုံးသောသူတို့မှာတဲ့အမြဲတမ်းပေါင်းသင်းနေကြတဲ့မိတ်ဆွေဟောင်းဆိုတာရှိပါလေနောက်ကိုနဲ့တရင်တနည်းပေါင်းနေတဲ့မိဟောင်းဆွေဟောင်းအမြဲတမ်းဘရောမှမကွဲမကွာပေါင်းသင်းနေတဲ့မိဟောင်းဆွေဟောင်းဆိုတာသည်တဏှာမိဟောင်းဆွေဟောင်းဆိုတာဘာလို့လဲကဲတဏှာနဲ့ဘုန်းကြီးတို့ပြိဿပေါင်းတာသည်ဒီဘဝမှာပေါင်းတာမဟုတ်ဘူးတဲ့ရှေးဘဝတုန်းကလည်းပဲမပေါင်းလားပြီးခဲ့တဲ့ဘဝတုန်းကလည်းပေါင်းတယ်တန်တရားတစ်လျှောက်လုံးနဲ့ပေါင်းသိခဲ့တယ်ခုလည်းပေါင်းတယ်ကဲဒီလောက်နဲ့တော့မပြီးသေးဘူးနောင်ကိုလည်းပဲဗာပြုတ်မှလည်းပေါင်းပါပဲတဲ့အဲ့ဒီတဏှာသည်ကိုယ့်ကိုအနိကသတ်မဲ့ယံသူအယုံသွင်းပြီးတော့သတ်မဲ့ယံသူသည်တဏှာနော်ကဲကျင်းသားလေးကတော့ဘုန်းကြီးတို့ပြိဿအသက်ဘေးကလွတ်အောင်လို့ပြေးနေတယ်မိတ်ဆွေကောင်းကလည်းသတိပေးတယ်အမြန်ပြေးပါလို့တိုက်တွန်းနေတယ်အားပေးနေတယ်နောက်ကလိုက်လာတဲ့ရန်သူတွေမွေကြီးလေးကောင်းရဲ့လူသက်သမား9ယောက်ရဲ့ရှိနေတယ်လို့တို့သတိပေးနေတော့လွန်မြောက်ခြင်းနဲ့ကျင်းသားလေးတည်တဲ့ကြိုးစားပန်းစားပြေးနေတယ်ဆိုတာအာထုတ်နေတာနဲ့တူတယ်တရားကျင့်နေတာနဲ့တူပါတယ်တရားကျင့်နေတာဘုန်းကြီးတို့ပြိဿကြိုးစားပြေးနေတာနော်အဲ့တော့ရန်သူတွေကိုတွေးမြင်ပြီးတော့ကြိုးစားပြေးနေတဲ့အချိန်ခါမှာဘသူကဘုန်းကြီးတို့ပြိဿကိုအယုံသွင်းပြီးတော့ဒုက္ခပေးမှလဲဆိုတော့တဏှာကဒုက္ခပေးမယ်ဘာကဒုက္ခပေးတဏှာဒုက္ခပေးတယ်ကဲမင်းဒီလောက်တောင်မှတရားကျင့်နေတာဒီလောက်တောင်မှအားထုတ်နေတာဘာမှလည်းမရဘူးဘာမှလည်းပဲမသိသေးဘူးတော်တော့ပြန်တာပဲကောင်းနေနော်အားထုတ်လို့မရနားလိုက်တာပဲကောင်းနေဒီလောက်ပင်ပန်းနေတာအနားယူအောင်မေတတတတနဲ့ကျင့်မှဖြစ်မေဘုသူကနေပြီးတော့အယုံသွင်းနေတာလေတဏှာကယုံသွင်းနေတာတဲ့တရားရအောင်လားမရအောင်လားတော့လွတ်သွားမှဆိုလို့သူစကားနားရောက်ပြီဆိုရင်ဘုန်းကြီးတို့ပြိဿမလွတ်နိုင်တော့သူနာကိုရောက်ပြီဆိုရင်လည်းသူတည်တဲ့ပါလာတဲ့ဓာတ်နဲ့အသေးတတ်လိုက်မယ်မဖွက်ထားတဲ့ဓာတ်မမြင်ရဘူးလူသားသမား9ယောက်အနေရဘုန်းကြီးတို့ပြိဿမြင်နေရအတိခဏကြီးပေါက်ပြန်ပျက်စီးသေးမှာပဲလို့မြင်တာတယ်ဓာတ်ကြီးလေးပါပေါက်ပြန်ပျက်စီးရင်တော့ဖြစ်သေးရမှာပဲလို့သိတာတယ်ဒါပေမဲ့လို့တဏှာကိုကြတော့မြင်ဖို့ခက်တယ်တွေးဖို့ခက်တယ်သိဖို့ဆိုတာလေခက်တယ်ကိုကဘာဖြစ်လို့လဲဆိုတော့ဒီတဏှာကိုအကောင်းထင်နေတယ်ပေါ့တဏှာကိုဘယ်လိုထင်လဲကဲလူသားသမားလို့မြင်သေးလားမမြင်ဘူးနော်ကိုယ်စိတ်ကိုကိုပြန်လှည့်စားပြီးတော့ငါတလောက်ပင်ပန်းလို့မဖြစ်ဘူးတတ်တာအောင်ကျင့်မှဖြစ်မယ်တလောက်စင်းစင်းရဲရဲအားထုတ်လို့မဖြစ်ဘူးဒီလိုဒုက္ခခံလို့မဖြစ်ဘူး
ngã thì ta tao ta này chiêm mà chiêm mê à từ lâu chi mà chiêm này này tôi này cha ta khu khu phiền đâu khá yoga quên là ta khu khu xoay cái gì đâu khá về tôi khá xoay ra là lệ ta na xoay ra ta ya ông là mày ya ông là lốm nhau mua của mày ya ông ní bóng dùng này lê ban xoay này là gì ta na ôi nó nhớ gì cả lê về ta na quên là lối chi mà chú này nó naga lebe tana wen yaw la bi tana ka hle sa bi so yin leတရားမဖြစ်နိုင်ဘူးတဏှာဖြစ်နိုင်တဲ့နေရာတွေကိုကြည့်လိုက်လို့ရှိရင်ကိုယ်ခန္ဓာကိုယ်ငါစိတ်ပိုင်း6ခုရှိတဲ့သူမျက်စိနာနှာခေါင်းလျှာကိုယ်စိတ်လူတိုင်းမှာအင်္ဂါ6ပါးပေါ့အင်္ဂါစိတ်ပိုင်း6မျိုးရှိတယ်ကိုယ်ငါစိတ်ပိုင်းนี่အဲ့ဒီမှာမျက်လုံးမှာလည်းပဲတဏှာဝင်နိုင်တယ်နာမလည်းပဲတဏှာဝင်နိုင်တယ်နှာခေါင်းမှာလည်းတဏှာဝင်နိုင်တယ်ရှားမှာလည်းတဏှာဝင်နိုင်တယ်ဒီကိုယ်ခန္ဓာတိထွေပေါ်မှာလည်းပဲတဏှာဝင်နိုင်တယ်စိတ်တွေးကြံပေါ်မှာလည်းတဏှာဖြစ်နိုင်တယ်တဏှာမဖြစ်နိုင်တဲ့နေရာရှိလားမဖြစ်အောင်လို့ကိုမနဲ့သတိထားနေရတယ်မြင်လိုက်ပြီဆိုလို့ရှိရင်မြင်ရတဲ့အစင်းမျိုးစုံတို့ဘာယုံကိုမြင်လိုက်တဲ့အချိန်ကမှလူချင်းတက်မဲ့တယ်ဗာလေတဏှာပေါ့သဘောကျတဲ့နှစ်သက်တဲ့ချစ်ခင်တဲ့ဆွဲလန်းတဲ့တွေ့တာတွေဗာလေတဏှာပဲမျက်လုံးမှလည်းပဲတဏှာမဝင်ဘူးလားအဲ့ဝင်တဲ့တဏှာကိုဘုန်းကြီးတို့ပြိဿကဒုက္ခပြီးမဲ့သူပဲလို့သိရမယ်ပေါ့သူမဝင်နိုင်အောင်ကာကွယ်တဲ့အနေနဲ့မျက်လုံးကနေမြင်တယ်မြရုပ်လို့ရှုမှတ်မယ်မြင်ရတဲ့မျက်လုံးကြည့်တတ်တဲ့ဒီမျက်လုံးကိုလည်းရုပ်လို့ရှုနေမယ်မြင်လိုက်တဲ့အချိန်ကမှပေါ်လာတဲ့မြင်သိစိတ်ကိုနံလို့ရှုမယ်ခုယုံနံလို့ရှုခိုင်းနေတာဒီဘာကင်းအောင်လဲဆိုရင်တဏှာကင်းအောင်ဘာကင်းအောင်လဲကဲမရှုမမှပဲနဲ့နေတယ်ဆိုရင်ဘုန်းကြီးတို့ပြိဿလူကျင်မှုချစ်ခင်မှုနှစ်သက်မှုတွေကမပြောက်ဘူးတိုးလို့သာဖြစ်နေတာဘာတော့မှယုံမသွားမြင်ကျင်တဲ့ကြည့်ကျင်တဲ့မြင်တာလေးကိုလိုချင်တဲ့နှစ်သက်တဲ့သဘောကြတယ်နားကလည်းပဲနားထောင်ခြင်းနဲ့ကြားရတဲ့အသံပေါ်မှာလည်းตาရတဲ့တက်မဲ့တဲ့နှစ်သက်တဲ့ချစ်ခင်နဲ့နားလေတဏှာဝင်တာပဲအဲ့တဏှာမဝင်နိုင်အောင်ကြားရတဲ့အသံတွေကိုရုပ်လို့ရှုမယ်ကြားတတ်တဲ့နားကိုရုပ်လို့ရှုမယ်ကြားလိုက်တဲ့အချိန်ကမှသိတဲ့အသိကိုနာလို့ရှုမယ်အဲ့ဒါဘုန်းကြီးတို့ပြိဿတဏှာကိုအနာကတ်ခွင့်မပေးတာပေါ့အနာကခွင့်ရပြီဆိုလို့ရှိရင်သူကကိုယ်တတ်မှာမျက်လုံးမှာပြင်လိုက်လို့တဏှာဖြစ်ပြီဆိုရင်လည်းပဲသွားပြီပေါ့အကုသိုလ်ပဲသွားပြီကုသိုလ်အသက်ဆုံးသွားပြီကုသိုလ်အသက်မရှိတော့နာကကြားတဲ့အချိန်ကမှတဏှာဖြစ်ပြန်ရင်လည်းပဲရှုမှတ်မှုတွေပျက်စီးသွားပြီမရှုနိုင်ဘူးဆိုတာနဲ့တပြိုင်နက်ဘုန်းကြီးတို့ပြိဿတရားရဖို့ဆိုတာပြောမလားမဖြစ်တော့ဘူးတဲ့လွတ်မြောက်မှုဆိုတာကိုရအောင်မလားမရှုတဲ့အချိန်ခါသည်ပြောမယ်ဆိုလို့ရှိရင်ခုနကတည်သွားတဲ့အချိန်နဲ့တူတူပဲတဏှာဆိုတဲ့လူသားသမားကိုတတ်လိုက်တာနဲ့တူတယ်ပေါ့တတိထားပြီးတော့ရှုမှတ်နေတဲ့ဆိုရင်လည်းအနာကကွင်းမပေးဘူးဆိုရင်လွတ်မြောက်နေတာနဲ့တူပါတယ်အနတ်မျိုးသောနှာခေါင်းထဲဝင်လာတဲ့အချိန်ကမှဝင်လာတဲ့အနတ်လေးမှုတဲ့ကြိုင်တဲ့နန်းနဲ့ကောင်းတယ်မကောင်းဘူးဒီအနတ်မျိုးစုံသည်ရုပ်တရားနာမျိုးစုံဒီဘာတရားလဲကဲရုပ်တရားလို့ရှုလိုက်ရင်ဒီအနတ်ကတော့ဖြစ်ကောင်းတယ်ဒီအနတ်ကမကောင်းဘူးဒီအနတ်ကငါကြိုက်တယ်ဒီအနတ်ကိုတော့ဖြစ်ငါမကြိုက်ဘူးဒါမျိုးပဲငါရှုခြင်းတယ်ဒါမျိုးအနတ်ငါမခံနိုင်ဘူးလာအောင်မလားမလာတော့ဘူးနော်စိတ်ထဲမှာကျင်တတ်တာမကျင်တတ်တာဒီအလိုကြတာတွေအလိုမကြတာတွေမရှိကျင်နေဘူးဆိုရင်ဘုန်းကြီးတို့ပြိဿရှုစိတ်နဲ့သာတွင်းလိုက်ရှုစိတ်ဝင်သွားပြီဆိုရင်အကုသိုလ်လည်းနေသွားပြီအကုသိုလ်လည်းကင်းသွားပြီသဘောမကျတာလည်းမရှိတော့ဘူးသဘောကျတာလည်းမရှိတော့အနန္တမသမြတ်သည်ယုတ်တရားဒီနတ်တွေကိုနန်းရှုတတ်တဲ့နှာခေါင်းကလည်းယုတ်တရားနတ်နဲ့နှာခေါင်းပေါင်းစုံပြီးချိန်မှာပေါ်လာတဲ့အသိစိတ်သည်နန္တရားဘာရှုလိုက်တာလဲယုတ်နံရှုလိုက်တာပဲကမနဲ့တခါနေ့လေတခါပေါ့စားနေတောက်နေကြတဲ့အစာအာဟာရတွေစားမယ်တောက်မယ်စားခြင်းနဲ့တောက်ခြင်းနဲ့ဆိုတာနန္တရားကဲစားမယ်လို့
စိတ်ကဖြစ်တဲ့ခါမှာစားစရာတွေရှာဖွေစားတော့တော့ရှားဘောကိုရောက်လာတဲ့အချိန်ခါမှာကြိုက်တယ်မကြိုက်ဘူးသဘောကျတယ်မကြဘူးကြိုက်တယ်ဆိုလို့ရှိရင်ဘာဝင်လာမယ်တဏှာဝင်လာမယ်သဘောကျတယ်ဆိုရင်ဘာဖြစ်မှာလဲတဏှာဖြစ်မှာပဲအဲ့တဏှာအဝင်မခံနိုင်အောင်နဲ့အဝင်မခံခြင်းဘူးဆိုရင်တဏှာဖြစ်မခံခြင်းဘူးဆိုရင်ရှုရမယ်ရှားဘောကိုရောက်လာတဲ့အယတမှန်သမျှသည်ရုပ်တရားယတမှန်သမျှဘာတရားကဲရုပ်လို့သာရှုလိုက်ဘုန်းကြီးတို့ပြိဿကောင်းတယ်မကောင်းဘူးဆိုတာလာသေးလားအားစားလို့ကောင်းတယ်စားလို့မကောင်းဘူးယတရှိတယ်မရှိဘူးဒါတွေမရှိတော့ရှားဘောကိုရောက်လာတဲ့ယတမှန်သမျှသည်ရုပ်တရားဒီယတတွေကိုခံယူတတ်တဲ့ရှားသည်လေရုပ်တရားဒီနှစ်ခုပေါင်းစုံချိန်မှာဖြစ်ပေါ်လာတဲ့ခံစားသိရှိတဲ့စိတ်သည်နန္တရားချိုတယ်လို့သိတယ်ခြင်းတယ်သိတယ်စတ်တယ်ငံတယ်ခါတယ်ဖန်တယ်လို့သိနေတဲ့အသိကနာလို့ရှုမယ်ရှုလိုက်ရင်တဏှာကင်းစင်တယ်တဏှာမဝင်နိုင်ဘူးဒီခန္ဓာကိုယ်နဲ့ထိတွေ့နိုင်တာမှန်သမျှသည်ရုပ်တရားပြေပကရာဝတ္ထုတွေနဲ့ထီလို့တွေ့လို့ရတဲ့ဒီကိုယ်ကြီးသည်လေရုပ်တရားရာဝတ္ထုနဲ့ခန္ဓာကိုယ်တစ်ခုခုနဲ့ကိုယ်နဲ့ထိတဲ့ချိန်ခါဖြစ်ပေါ်လာတဲ့သဘောတရားဒါကိုလည်းပဲဘုန်းကြီးတို့ပြိဿရှုမှတ်ရထိလိုက်တဲ့ချိန်ခါမှာသိတဲ့အသည့်သည်နန္တရားထိသိစိတ်သည်ဘာတရားလဲနန္တရားကိုယ်နဲ့ထိစရာတွေရုပ်ဒီကိုယ်ကြီးကလည်းရုပ်ပေါ့အဲ့တော့ကိုယ်နဲ့ထိတဲ့ချိန်ခါမှာတာယာတဲ့နှစ်သက်တဲ့တက်မဲ့တဲ့ဆွဲလန်းတယ်ဆိုတာလာအောင်မလားလာတော့ဘူးရုပ်တရားငါလာထိတာပဲရုပ်တရားနဲ့ထိမိတာပဲတိုးမိတာပဲဟာဒါရုပ်ပဲလို့သိလိုက်စိတ်ကနေပြီးတော့တွေးနေကြံနေတာမှန်သမျှသည်နန္တရားနံလို့ရှုမယ်အဲ့ဒီလိုရှုမှတ်နိုင်တယ်ဆိုရင်လည်းတဏှာလက်ကလွတ်နေပါလိမ့်မယ်အနိကပြီးတော့တတ်ဖို့ကြံတဲ့တဏှာနော်အယုံသွင်းပြီးတော့တတ်ဖို့ကြံတဲ့တဏှာဘဝပေါင်းများစွာပါခဲ့တဲ့တဏှာအမြဲတမ်းကိုယ်နဲ့မကွဲမကွာပေါင်းသိနေတဲ့တဏှာကိုယံသူလို့မြင်ရမယ်တဏှာဒီဘုန်းကြီးတို့ပြိဿမိတ်ဆွေလားယံသူလားယံသူလို့ဆိုလို့ရှိရင်ပေါင်းရမှာလားခွာရမှာလားခွာရမှာသူပြောတဲ့စကားယုံပြီးတော့သူဆွဲဆောင်မှုကိုဘုန်းကြီးတို့ပြိဿလက်ခံပြီးတော့အနာကကွင်းပေးမယ်ဆိုရင်လည်းတပ်ပြမဲ့တဏှာနှိမ့်ဆက်မဲ့တဏှာဒီတော့ဘုရားရှင်ကိုရောမြတ်ကြီးပေးတဲ့ဥပမာယပြန်ကြည့်ပေါ့ကိုယ်မှသတိထားเสียရန်သူ၃မျိုးရှိတယ်နံပါတ်1ကမွေကြီး၄កောင်းဆိုတဲ့ဓာတ်ကြီး၄ပါးဒီလေရန်သူပဲနောက်တော့ကလူတသမ၅ယောက်ဆိုတဲ့ခန္ဓာ၅ပါးတဏှာဆိုတဲ့အတွင်းရန်သူမိဟောင်းဆွေဟောင်းနော်မယုံဆွေအောင်ပေါင်းနေကြပဲဆိုပြီးတော့သူမယုံလိုက်နေတဲ့သူယုံမိရင်လည်းပဲဘုန်းကြီးတို့ပြိဿ၅ပါးမှောက်မယ်ဒုက္ခဖြစ်မယ်ပေါ့ဓမ္မကကသကွင်းရှာသည်တဏှာခေါ်မှတွင်လူသတ္တုထကြမကွာလိုက်လျက်ပါ၏ကိုအလို့ယုံပြင်းနေပေမဲ့လို့သူတို့ကဘုန်းကြီးတို့ပြိဿကြံခဲ့မှာမဟုတ်ဘူးနေခဲ့မှာမဟုတ်ဘူးတဲ့ထကြမကွာပါလာမှာပဲဒါပေမဲ့လို့ကလျာဏမိတ်တာကတော့မပြတ်သတိပေးတယ်ကလျာဏမိတ်တာကသတိပေးတယ်တကယ်ချင်းမင်းနာမယံသူတွေရှိနေတယ်မွေကြီးလေးကောင်လည်းပါလာတယ်လူသားသမား၅ယောက်လည်းပါလာတယ်သင်ကိုကောင်းကျိုးလိုလားတယောင်ယောင်နဲ့ဒုက္ခပေးမဲ့သင်ရဲ့မိတ်ဆွေဟောင်းလည်းပါလာတယ်ဘု து ကိုမှမယုံနဲ့ဘု து ကိုမှစိတ်မချနဲ့တကယ်ချင်းမင်းလှုပ်ရှားရှိတာကိုမြန်မြန်လှုပ်ပြုစရာရှိတဲ့လှုပ်ကိစ္စတွေပြီးအောင်လှုပ်နော်အမြန်ဆုံးလွတ်အောင်ပြေးပါဆိုတာဒီအမြန်ဆုံးအထုတ်ခိုင်းတာကြိုးစားမှသာပြေးပါလို့ပြောနေတဲ့ဆိုတာဒီကြိုးစားပြီးတော့အထုတ်ခိုင်းတာကြိုးစားပြီးတော့မလုပ်ခိုင်းအထုတ်ခိုင်းနေတဏှာစီခိုင်းတဲ့အတိုင်းတဏှာခေါ်တဲ့အတိုင်းအနာအောင်မဲ့တတ်တာသလိုနေအောင်မဲ့စိတ်ချမ်းသာကိုယ်ချမ်းသာလေးနဲ့ငါနေလိုက်အောင်မယ်ဒုက္ခမခံနိုင်ဘူးဆင်းရဲမခံနိုင်ဘူးပင်မခံနိုင်ဘူးဆိုလို့ရှိရင်တဲ့ဒီယံသူတွေလက်ကိုရောက်ပါလိမ့်မယ်ယံသူတွေလက်ကလွတ်အောင်ပြေးဖို့ဒီကိုယ့်ရဲ့အလုပ်ကိုယ့်ရဲ့တာဝန်ဟုတ်ပြီလားအဲ့တော့ပြန်ဆိုကြည့်ကံမင်းတရား
လူခိုးသားကိုသုံးပါးဝတ်နှောင်းဘဝထောင်၌လေးကောင်တတ်မွေနေအပ်ပေ၏ပရမေဗုဒ္ဓမိကောင်းမ၍ဘဝဝတ်နှောင်းမွေလေးကောင်ကလွတ်အောင်ယုံထွက်ရေးပါလျက်လေလောကီခန္ဓာငါးပြားဟူသာလူသများနှင့်ထံပါကခာသက္ကွင့်ရှာသည်တဏခောမတွင်လူသတ်တို့ထကြမကွာလိုက်လျက်ပါ၏အဲ့တော့ရန်သူတွေနောက်ကနေပြီးတော့လိုက်နေတဲ့ချိန်ကမှငါသည်လွတ်အောင်ပြေးမှဖြစ်မယ်ကြိုးစားပြီးတော့အတုမှဖြစ်မယ်လို့နားလေသဘောပေါက်ကကြင့်ကြံပွားများအတုနိုင်ကြသဖြင့်ဒုက္ခခတ်သိမ်းငြိမ်းရာအမှန်မြတ်နိဗ္ဗာန်ကိုလင်းမြန်စွာလွယ်ကူစွာနဲ့ရနိုင်ရောက်နိုင်မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းလို့ဆုတောင်းရင်းနဲ့ပဲတရားနိဂုံးချုပ်ကြစို့ဘောရိယပစ္စယဟောတုဣဒံနောပုညမင်္ဂလံပုညဘာကံသူလည်းပန္တုပမောတံတုသတေဝကနောမြတ်တကြီးပါရမီရင်ကျူးဇာတိတုတရစဉ်ကုသိုလ်ရှင်ကျွန်ုပ်တို့ဤဣဒံပုညမင်္ဂလံဗုဒ္ဓံဟောကြားတရားဒေသနာများဝါကိုနာဂမတပြန်ဟောကြား၍ပွားများကျင့်ကြံဘာမန်ကျုပ်ကောင်အတောရသည်ကုသိုလ်ပုညမင်္ဂလာသည်ဘောရိယသစ္စာလေးအင်ခိုင်သစဉ်ကိုပြန်ရှင်းသုကုတောပုယင်တံဘောရိညာဤပစ္စယဥပနိတယမိယတဖြင့်မောက္ခရာကြောင့်ကောင်းမြတ်တဲ့ထောက်ပံ့သည်ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းဣဒံပုညဘာကိစ္စဗုဒ္ဓံဟောကြားတရားဒေသနာများဝါကိုနာဂမတပြန်ဟောကြား၍ပွားများကျင့်ကြံဘာမကျုပ်ကောင်အတောရသည်ကုသိုလ်ပုညမင်္ဂလာဤဖို့ဘာကကိုလည်းသတ္တဝကကဘာမနေသမျှဝိနည်းများစွာတတ္တဝါနန္ဒမန္တမြတို့သည်သုလဗံတူရှင်လန်းကြည်မြေဝါကွမ်းပုံစီတွေတကဲ့သို့ပီတိငွေစိတ်မှထုံးလျက်အိဋ္ဌယုံတွေ့တုလုံးမောကြည်နုကိုယ်ပိုင်ရယူနိုင်ကြပါစေကုန်သတည်းသုလတံကိုစီကိုစီလုံညီပဲကြည်သာရွှင်ပြုံအလုံးမြတ်တို့ရယူကြကုန်ပြီ၍ဗမောတံဒုကိုစိတ်နဲ့ပြန်လွိစားပြည့်ပြည့်ကကျွဲမှဝမ်းမြောက်နိုင်ကြပါစေကုန်သတည်းဝါဗမောတံဒုနုပြည်ဓမ္မကနပြည်မှာဆက်သွယ်လျက်ထက်နေပြမချင်းလုံးမောပြတရင်ကဘာတုံအောင်သတ္တဟုံလျက်လျက်မောက်ပြလျက်ဝမ်းမြောက်ဝမ်းသာပတ္တနာအောင်စုခါကပြုလျက်သာဓုသံအောင်နမိတ်ဖြစ်အောင်ဘိသိက်သွန်လောင်းနိုင်ကြပါစေကုန်သတည်း